ပိုလန်ပြောတယ်ဘာလို့ရလို့ခင်ဗျားတို့ကြတော့ကတိုက်နေကနေချမ်းသာလိုက်တာလို့ကျွန်တော်တို့မြေကွန်းရရောင်းစားလို့ကိုမတတ်ဘူးဆိုတော့ဟာတဲ့မင်းအဲ့လိုဆိုငါပြောအောင်ပဲကွာပြောသမှာဘာလို့ရလို့ဆိုမင်းတကယ်ချမ်းသာခြင်းလားချမ်းသာခြင်းလားပေါ့လို့တိုက်ဒီကားတွေရောလိုခြင်းလားခင်ဗျာဘယ်နဲ့ပြောပါလိမ့်ဘာလို့ရခင်ဗျာအဲ့ဒီနီးမင်းကအဲ့ဒီနီးပေးမယ်ဟာအဲ့လိုဆိုခင်ဗျာခဏနေကိုမပေးနဲ့ဦးတေးချပေါက်ပေးမှလားငါတက်ရောကားရောရှိတာပဲကွာတဲ့မင်းအမြင်ပဲလို့အဲ့လိုခင်ဗျာခဏနေကိုမပေးနဲ့ဦးဘာလို့ဆိုထတ်ဆိုတော့ဝင်လာချင်းသူ့ကိုဗာကြွေးတာကွန်းတရားကြွေးပြီးခဏနေဦးဆိုကွန်းတက်ထုတ်တယ်ပြောဒီတက်ထုတ်ယူလို့ကြိုက်လုံးလို့အရင်လက်ထိုးထားတာလို့ခုနတရားကြွေးရနေတက်ထုတ်ချကြွေးလိုက်ဘိုးတို့ကအဲ့လိုဆိုအေးဆေးပေါ့ကွာဆိုတင်းပြင်းကြီးရောခွေးထိုင်ပြောသမောင်မင်းကွာတဲ့မြတ်စွာဘုရားကဘုရားဖြစ်တဲ့အချိန်မှာရောင်ကြီးတော်မကွန့်မြူးဘူးကွာတဲ့ပဋ္ဌာန်းကျမ်းတော်ကြီးဆင်ကျင်လိုက်တော့မှရောင်ကြီးတော်ကွန့်မြူးတာအဲ့တော့ပဋ္ဌာန်းရွတ်တာရောင်ကြီးတော်ထွက်ချင်လို့မဟုတ်တော်များလဲပဋ္ဌာန်းရွတ်မှရောင်ကြီးတော်ကွန့်မြူးတာမြတ်စွာဘုရားတောင်ရောင်ကြီးတော်ကွန့်မြူးဖို့ပဋ္ဌာန်းရွတ်ရရင်ကွာတဲ့တို့လူတာမန်လူတွေအတွက်ကားတွေဆိုင်ကယ်တွေတိုက်တွေအဆောင်ရောင်တွေဆိုတာဘုရားအတွက်ရောင်ကြီးတော်အဆောင်ရောင်ဖြစ်တယ်လို့တို့အတွက်တိုက်တွေကားတွေကရောအဆောင်ရောင်မဟုတ်ဘူးလားမင်းယုံကြီးရွတ်กว่าတယ်ငါဘယ်နှစ်သားကလေးကပဋ္ဌာန်းရွတ်တာဒါပေမဲ့ तू ကရက်တော့တယ်နော်မိမ၄ယောက်ဘိုးတော်တို့ကြောင့်လိန်နေဖြစ်နေဘူးဆိုလို့တကယ်ဥပိုးလည်းမိမ၄ယောက်၄ယောက်စလုံးညီတယ်ဗျာအဲ့၄ယောက်စလုံးကမွေးတဲ့သားသမီးတွေအကုန်တဲ့တယ်ဗျာနော်ဘလို့နီးလောက်ထားလဲတော့မသိဘူးဒါပေမဲ့ဥအောင်အဲ့ဒီနီးတော့မယူခဲ့ပါဘူးပေးတော့ပေးပါတယ်ကျတို့ဒူချင်းတော့ဒူတိတ်လာပေါ့နော်အန်ဒီမိုစီကနောက်ကကြည့်ပြီးတတ်မယ်နဲ့ချစ်သူအဲ့ဒါတွေထဲမပြောဘူးနော်နိုင်ဝဲကြံတော့တယ်ဟိုဥပိုးဆန်းကလန့်ဆက်တယ်ဆရာလည်းတဏှာကြီးပြည့်ရင်ဆွဲချတယ်ကိုလည်း2နာရီတော့ပြည့်မယ်ထင်ပါနော်ကျုပ်ပြောရမယ့်အချိန်ကကြံတာဒီပြောရမှာFacebook လိုက်ကကြည့်တဲ့လူတွေလည်းခဏခဏရေမွေးတောက်တာမပြောနဲ့နော်မောတာသူတို့ကလည်း comment ဝင်ရေးမှာဆိုတာ okay အဲ့တော့ဥပိုးလန်းကပြောတယ်ငါတို့တဲ့မင်းတကယ်စီးပွားရေးတွေလည်းဖြစ်ချင်တယ်ဆိုရင်ပဋ္ဌာန်းကို24ပစ္စည်းကို24နာရီမကြော်ခင်မင်းတက်စီရွတ်ပါအဲ့ဒီကလေးကဥအောင်အဲ့ဒီအရွယ်ကလေးကရွတ်ခဲ့တာနော်ခဏအချိန်တည်းပဲဒါမှမဟုတ်သမီးတို့ပြောတယ်အဖေရှိလို့ရှိရင်လုံခြုံတယ်ဘာမှမဖြစ်ဘူးဟဲ့နေမှတ်မိတာပဲအဲ့ဒီအရွယ်ကလေးကငါမနဲ့လင်းဘုရားတောက်တော်ကြီးကတ်တယ်နော်